အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ကဒီလို sketch ကနေပြီးတော့ကျွန်တော်တို့ design ကိုစတင်ပြသွားမှာဖြစ်ပါတယ်ဒီ sketch လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းရှင်းပြမယ်နော်ကျွန်တော်ကဒီနေ့ကိုကျွန်တော်က logo ထည့်မယ်ပြီးတော့ကျွန်တော်တက် line လာမယ်ပေါ့နော်ဒီ mail ရောက်နေတယ်တက် line လာမယ်ပြီးတော့ကျွန်တော်က element ကိုလည်းမှာထည့်မယ်ပြီးတော့မှဒီမှာ sport text လေးလာမယ်ပြီးတော့မှဒါ content တော့ကျွန်တော်စိတ်နေတဲ့ content ကိုထည့်မှာဖြစ်ပါတယ်ပြီးတော့ဒီ wine လေးကြတော့ကျွန်တော် element တွေထည့်မယ်ဆိုတော့ဒီ design လေးကကျွန်တော်တို့ကဒီအကောင့်အပြင်ရောင်းတဲ့ social media design လေးပေါ့နော်အဲ့တော့ကျွန်တော်တို့က first အရင်ဆုံး logo ကိုထည့်လိုက်မယ်ပေါ့နော်โอเคကျွန်တော်တို့က logo ထည့်ပြီးသွားပြီပြီးရင်ကျွန်တော်တို့ logo ထည့်ပြီးတာနဲ့ design ဆွဲရတာပိုတက်ရက်သွားကျွန်တော်တို့ margin လေးရှင်းလိုက်မယ်ပေါ့နော်โอเคကျွန်တော်တို့ဒါ logo ရပြီဆိုတော့ကျွန်တော်တို့ကအရင်ဆုံးတက် line ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာညဘက်ချဲရှင်တဲ့အချိန်အကင်းနဲ့အထောင်ကအကောင်းဆုံးပုံပေါ်ပဲဆိုတဲ့ဟာကျွန်တော်တက် line ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်တက် line အတွက်ဒီနဲ့ကျွန်တော် test ခေါ်လိုက်မယ်โอเคပြီးတော့ကျွန်တော်တို့ဒီ sketch လေးနည်းနည်းလေးအောက်စတီလေးရှော့လိုက်ပါနော်ကျွန်တော် design မြင်အောင်အဲ့တော့ကျွန်တော်ထည့်ချင်တဲ့တက် line ပေါ့နော်โอเคကျွန်တော်တို့ကတစ်ခါတည်းမထည့်ဘူးကျွန်တော်ခွဲပြီးတော့အကြီးသေးလုပ်ရအောင်ပေါ့နော် test တွေခွဲပြီးတော့လုပ်မယ်โอเคကျွန်တော်တို့ကဒီမှာဒီတက် line တစ်ခုလုံးကျွန်တော် color တစ်မျိုးလေးသုံးချင်တယ် gradient color လေးသွားချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအကြီးသေးကိုလိုပဲချိန်လိုက်ပြီးတော့မှကျန်တာကိုကိုကြည့်ပြီးလုပ်လိုက်မယ်ပေါ့နော်ဒီမှာအပြင်နဲ့အထောင်းကကျွန်တော်ကျင်းတဲ့အထောင်းကိုကျွန်တော်ပို့ပြီးတော့မြင်အောင်ပို့ပြီးတော့ပြချင်တယ်ပေါ့နော်โอเคဒီလိုလေးရပြီဒါတော့ကျွန်တော်တို့ဒီ text လေးလိုလေးထည့်မယ်ပေါ့နော်ပြီးတော့โอเคကျွန်တော်တို့အကုန်လုံးကိုtext ကို shape ပြောင်းရမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီငတ်တက်ရဲ့နေရာမှာဒီမှာ type လေးပေါ်နေတွေ့လားအဲ့ဒါလေးကိုကျွန်တော်တို့က comment to shape လုပ်လိုက်ရင်ဒီခါလေးတော့ display ဖြစ်သွားတယ်ပေါ့နော်အရင်ဆုံးလုပ်မယ်ပေါ့နော်โอเค text design အရင်ဆုံးမလုပ်တော့ဘူးကျွန်တော်တို့အရင်ဆုံးbackground လေးအရင်ထည့်ကြည့်မယ် background ကိုကျွန်တော်တို့ကစားခြင်းနဲ့စိတ်ရအောင်ဆိုတော့ကျွန်တော်တို့အနီရောင်လေးသုံးမယ်ပေါ့နော် outer backspace โอเคဒါကြတော့အရင်နီရဲတောက်သွားပြီပေါ့နော်နီရဲတောက်သွားပြီဆိုတော့ကျွန်တော်ဘေးကနေအနက်ရောင်လေးလိုက်ပြင်မယ်အနီနက်လေးโอเคပြီးတော့ကျွန်တော်တို့ကဒီမှာဒီ content shape ကိုကျွန်တော်ပြန်သုံးမယ်ပေါ့နော်အဲ့တော့အားလေးပဲယူလိုက်မယ်โอเคရပြီပြီးတော့ဒီ logo ဒီနေရာကိုထည့်ဘူးโอเคကျွန်တော်တို့ဒီမှာ content shape လေးရပြီပေါ့နော် content shape နဲ့ logo နဲ့ဒါရပြီဆိုတော့ကျွန်တော်တို့ product ထည့်မယ် product ကိုတော့ကျွန်တော်တို့ဒီမှာအဆင့်တင် down လာတယ်ကျွန်တော်တို့အဆင့်တင် AI နဲ့လုပ်ပြီးတော့ကျွန်တော်တို့ background remove ထားတဲ့ product ကိုထည့်မယ်ပေါ့နော်ကျွန်တော်တို့ဒီ text ကိုရင်ဆုံးကစားမယ်ပေါ့နော်ကျွန်တော်ထည့်ချင်တဲ့ gradient over လေးထည့်မယ်โอเคပြီးတော့ကျွန်တော် stock လေးထည့်မယ် stock ကိုတော့ရိုးရိုးပဲထည့်မယ်ဖြူရောင်လေးကျွန်တော် stock နဲ့တက်ခွဲထုတ်မှာပေါ့နော်ခွဲလေးရ stock တက်ရပြီโอเคပြီးတော့ကျွန်တော်တို့ဒီ count ကို 3D လေးပေါ်အောင်ပေါ့နော် stock ကိုအဝါရောင်ရေးပြင်โอเคstock ထပ်ပြီးတော့ create လေးရပြီးတော့ကျွန်တော် 3D ပုံစံလေးပေါ်လိုက်မယ်ကျွန်တော်ဒီ stock ကဒါသေးသွားပြီနော်ဒီဘောဟာ stock ပြန်ထည့်မယ်ဖြူရောင်โอเคတော့ရပြီ create လေးရโอเคပြီးတော့ဒီလိုမျိုးအပေါက်လေးပေါ်နေအောင်မလုပ်ချင်းပေါ့နော်ကျွန်တော်အကုန်လေးဖြည့်မယ်ပေါက်ပိတ်လိုက်တော့ဗျာ
okay ပြီးတော့ဒီနောက်ဆုံး stock ကိုလည်းကျွန်တော်တို့ကနည်းနည်းလေး shadow လေးနည်းနည်းလေးထည့်ကြည့်ပါမယ်နော် okay အဲ့ကျွန်တော် headline ကိုကျွန်တော်တို့ပြီးတော့မှကျွန်တော်တို့ကနည်းနည်းလေးကြည့်မယ်ပြီးကျွန်တော်တို့ဒီကောက်ကိုကိုလေးလိုချင်တယ်ပေါ့နော်ကိုလိုချင်တော့ကျွန်တော် convert to option ပေါင်းလိုက်မယ်ပြီး control D ပြီး warp ထဲကိုသွားပြီး custom နဲ့မှာ arc ဆိုတာရှိရပါတော့ဒါလေးနဲ့ကျွန်တော်တို့ကိုလေးလုပ်မယ် okay ပြီးတော့ကျွန်တော်တို့ကဒီမှာspot touch လေးထည့်မယ်ပေါ့နော်အပြင်ပူအထောင်းဆက်ဆက်အေးလေးနဲ့ဆို perfect ဆိုတဲ့ဟာကိုကျွန်တော်တို့ shape လေးနဲ့ကျွန်တော်တို့ထည့်မယ်ပေါ့နော် okay DERVCT perfect စိတ်ပြင်းနေတယ်ကျွန်တော် stock တူလေးထည့်ပါမယ်နော် so convert to shade